ဒီတော့စတဲ့မျိုးဖြစ်ပြီးဓာတုစကေတမှာစီယူဖြစ်သည်ကျေးနေသည်နေချေအရာနှင့်ဒုတရှိသောပိုစခတ်သွရှိသည်တဆေတာသောကျေးနေသည်ပြောကနတ်ဆွဲလက်ကိုပြီးအပူနှင့်လျှက်ဆဲရှခုမှုကောင်းမော်သည့်သတ္တုဖြစ်သည်ကျေးနေကိုလျှက်ဆဲပစ္စည်းများတဲ့နားကြုံများအဖြစ်၎င်းဆလိုရည်ပစ္စည်းအဖြစ်၎င်းတတ္တုစပြုလို့ရာတွင်၎င်းအသုံးပြုကြသည်အချက်တုံများရေဘူရကိုသတ္တိများအမည်တေကေတာကျေးနေနှင့်တတ္တုစများကိုလူသားများအသုံးပြုခဲ့သည်မှာနှစ်ထောင်နဲ့ချီရှိပြီးဖြစ်သည်ယောမခေတ်တွင်ကျေးနီကို Separus ဒေသတွေသာအဓိကတူဖော်ကြသည်ကျေးနီကို Separus မှလာသောသတ္တု Separia ဟုခေါ်တွယ်ပြီးနောက်ပိုင်းတွင် Kibra ဖြစ်လာသည်ကျေးနီသည်အနီရောင်နှင့်အဝါဖြော့ရောင်လဲပြပြီးစူပါဖွဲ့စည်းသောပုံသဏ္ဍာန်ရှိချေကြောင့်အခြားမြင်နိုင်သောရုပ်စေတာများကိုစိုးယူပါသည်ကျေးနီသည်တာထက်ပြောပြီးဇေထက်မှကြောပါသည်တောက်ပလောအယုတ်တေပိနိုင်သည်ကျေးနီကိုဓာတ်ဆဲအလှကျစရာဤအုပ်စုတေပီတွင်ငွေရွှေတို့နှင့်အတူတွင်းနေသည်ကျေးနီသည်ဓာတုဗေဒသတ္တိကြွားမှုနှင့်ပါပြီးဆိုထိုင်းသောလေထုတဲတွင်ဖိချင်းအညီတက်လာနေသည်ထို့သောဖြစ်ခြင်းကိုကျင်းညီတက်ခြင်းဟုခေါ်ပါသည်အသုံးပြုဖို့ကျေးနီကိုလျှက်ဆဲနှင့်ဆက်ပစ္စည်းမှာ60ရာခိုင်နှုန်းဆလရဲလုံးငါးများတွင်အပေါ်မှုချေပိုက်ဆက်ခြင်းများတွင်20ရာခိုင်နှုန်းအပူပြောလက်ခြင်းတွင်15ရာခိုင်နှုန်းတတ္တုစပစ္စည်းများတွင်9ရာခိုင်နှုန်းစီစီသုံးပြုကြသည်အဓိကကျသောကျေးနီတတ္တုစများမှာကျေးညိုကျေးဝါကျေးနီတာဖြူတော်ရောထားသောတတ္တု၎င်းကိုတနတ်များနှင့်ကြည်စာများလည်းသုံးပြုပါသည်ကျေးနီနှင့်နီကယ်တတ္တုစ၎င်းကိုကျေးနီနှင့်တစ်စိကပြုလို့ရသုံးပြုပါသည်ကျေးနီသည်လက်ဆဲဝါယာကျိုးတက်ဆက်ခြင်းအတွက်ကောဆိုဖြစ်သည်အပကျော့ဆိုသောဝါယာကျိုးကိုကောစွာသောတန်းနိုင်ခြင်းနှင့်မြင့်မားသောလက်ကူမှုရှိခြင်းကြောင့်ဖြစ်သည်သဘောတူရှိမှုအခြေအနေကျေးနေသည့်သမာယာဝတ္ထုတစ်ခုဖြစ်သည်ပဝေါ်ကျတဲ့သဘောအလျော်ပြနာနေသည်ကိုတွေးနေသည်လူသားများသည်ကျေးနေကိုဆက်ပြိုးရင်းနှင့်ဆက်မှုလုံးငါးများတဲ့အစောတို့ပစ္စည်းအဖြစ်သုံးပြုကြသည်ကျေးနေအည်သွေးနှင့်ပဝေါ်ကျတွင်ကြပြစွာတည်ရှိနေခြင်းတို့ကြောင့်စိုက်သူနှင့်များစွာကပဲထိုးယူသုံးဆက်ခကြသည်ကဘာပေါ်တွင်ကျေးနေထုတ်လုပ်မှုသည်မြတ်တလျက်ရှိသည်သို့ဖြစ်သဘောအရကျေးနေကိုပို၍ကိုဆိုးစေသည်မြင်များသည့်ကျေးနေပါဝဲသောဆော့ဖ်ဝဲပစ္စည်းများကိုရှုံးတော်များဖြင့်၎င်းတို့၏ကချေများတွင်စုပိုခြင်းဖြင့်မြေကားများကိုညင်ညာစေသည်လောသစီများလောကြွချေကြောင့်ကျင်းနေသည့်လေထုထက်ကိုရောက်ရှိသွားသည်မိုးရရာဆော့ပြူခြင်းအချိန်မကြမီလေထုမှကျင်းနေများသည်ကာလကြာရှိထင်ရှားသောတည်ရှိနေပါသည်ထို့ရာသည်မိုးရပြီးလည်းမြေကြီးထက်သို့ရောက်ရှိသွားသည်နောက်ဆိုရလာဖြင့်မြေကြီးထက်သို့ကျင်းနေပါဝင်မှုမှာလေထုထက်တဲ့ပါဝင်မှုထက်အရေးတက်ပုံမှုများလာခြင်းဖြစ်သည်ကျင်းနေကိုသဘောအရေးမြင့်နဲ့လူတို့၏ဆွဆောင်မှုအဖြစ်ပါဝကျတဲ့တွင်းနေသည်ဥပမာသဘောအဖြစ်ပုံမှုပါသောလေတက်ခြင်းအတိအများဆွေးမြေ့ခြင်းတုံးမိလောခြင်းနဲ့ပယ်လည်ရည်မွေရည်မွားများတွင်တွေ့နိုင်သည့်အခြားသောဥပမာများမှာတတ္တုတွဲတူပေါ်ခြင်းများတတ္တုထုတ်လုပ်ခြင်းသေသောသောခြင်း phosphorus မြေဩဇာထုတ်လုပ်ခြင်းများဖြစ်ကြသည်အပကျော့ဆိုသောသဘောရည်မြင့်နဲ့လူတို့၏ဆွဆောင်မှုများသည်ပါဝခြင်းနဲ့အလောပြနာနေသောကြောင့်ဖြစ်သည်ကျင်းနီကိုသတ္တုတွဲများအနီးဆက်မှုလုပ်ငန်းများမြေဖို့ခြင်းနဲ့ဆော့ဖ်ဝဲပစ္စည်းများတို့မကြာခဏတွေ့ရှိရသည်ကျင်းနီဓာတ်ပေါ်များစုသည်အခြားသောရန်နှင့်သို့မဟုတ်မြေမုံများဖြစ်သောအခြေကျသောသည်ဟုသတ်မှတ်ရပါမည်ကျင်းနီ၏ဓာတ်ပေါ်များသည်လူသားတို့၏ကြီးမားသောဘွဲအရည်ဖြစ်စေသည်ရေရပျော်ဝဲနေသောကျင်းနီဓာတ်ပေါ်များကိုအများအပြားဆက်ပြိုးရေးလုပ်ငန်းများတွင်အသုံးချခြင်းဖြင့်ပါဝါကျတဲ့တွေ့ရှိနိုင်သည်ကဘာပေါ်တဲ့ကျင်းနီထုတ်လုပ်မှုကိုတနည်းလည်းပမာဏအဖြစ်တာချေစနစ်သန်းထုတ်လုပ်လျက်ရှိပြီးကသထားသောတရားစာတထုတ်လုပ်မှုမှာပမာဏအဖြစ်တာချေသားသောရာဖြစ်သည်၎င်းပမာဏသည်25နှစ်အတွက်သာလျက်တာရှိခါမည်ဟုမျှော်လင့်ထားကြသည်တနည်းလည်းနှစ်သားခကိုပြလက်ပြုလုပ်ခြင်းဖြင့်ကြေးရဲအဖြစ်သို့ပြုကြသည်ယနေ့တွင်ကမ္ဘာကျေးနီပမာဏ80ရာခိုင်နှုန်းသည်အဓိကကျသောတရားစာတအဖြစ်ချီလီအင်ဒိုနီးရှားအမေရိကန်ဩစတြေးလျနှင့်ကနေဒါနိုင်ငံတို့တွေ့ရှိရသည်အဓိကကျသောသတ္တုရဲသည်အဝါရောကော်ပါအိုင်ရွန်ဆာလဖိုဖြစ်သည်ကျမရေးဆိုင်ရာသက်ရောက်မှုများကျင်းဒီကိုလေထိုးနှင့်သောရေကသောမျိုးမျိုးသောအစားအသောက်များတွင်တွေ့ရှိရသည်ကျွန်တော်နေ့စဉ်စားခြင်းသောက်ခြင်းအသက်ရှူခြင်းများတွင်ထင်ရှားသောကျင်းဒီပမာဏကိုစိုးယူထားသည်ကျင်းဒီစိုးယူမှုသည်လောချက်တစ်ခုဖြစ်သည်အပကျော့ဆိုသောကျင်းဒီသည်လူသားများသားမှတကယ်လိုအပ်သောသတ္တုဓာတ်ဆက်တစ်ခုဖြစ်သည်သို့တော်လည်းကျင်းဒီပေါ်မှုမြင်မာလာပါကလူသားများ၏ကျန်းမာရေးပြဿနာများဖြစ်ပေါ်စေနိုင်သည်များသောအပြင်လေထက်တဲ့ကျင်းနီပါဝင်မှုနဲ့ပါသည်ထိုကြောင့်အသက်ရှူခြင်းဖြင့်ကျင်းနီဆိုးယူမှုကိုလက်လျရှုထားနိုင်သည်သို့သောတတိကျော်လုံးငါးများအနည်းတွင်နေထိုင်သောသူများသည်ကျင်းနီဆိုးယူမှုများစေနိုင်သည်ခဲလုံးငါးလောက်ကင်သောအိမ်များတွင်နေထိုင်သူများသည်လည်းကျင်းနီပမာဏမြင့်မားစွာဆိုးယူထားသည်ကိုတွေ့နိုင်သည်ဘာကြောင့်ဆိုသော
၎င်းတို့ဤသောရည်ထားတဲ့ရေပန်းများဆွေးကျဲစားချေလုံးမှာ30ခါတော့ကိုသို့ဝယ်ရနိုင်ခြင်းကြောင့်ဖြစ်သည်အလုတ်ကနေဆိုင်သောထိတွေ့မှုများနဲ့ကျင်းဤဆိုးကျိုးများကိုတွေ့ရတတ်သည်အလုတ်လောကရနေရာများတွင်ခက်ဆဲစိတ်ချဲကပ်သို့သောဖျားနာခြင်းများဖြစ်နိုင်သည်နေရကြပြီးတော့အချင်းနေမှကြော်ပြီးအလောခါသာရတတ်သည်ကျင်းဤကိုထိတွေ့မှုကြလာသည်နှင့်အမျှနှာခေါင်းပဇန်းနှင့်မျက်စိတို့ကိုရားရနာကျခြင်းများကိုခါသာရခြင်းဂေါက်ကက်ခြင်းအစာအိမ်နာကျခြင်းမူးဝေခြင်းပြုတ်အပ်ခြင်းနဲ့ဝါရှော့ခြင်းများကိုဖြစ်စေတတ်သည်ကျင်းဤကိုခါတော့အတွက်ဝယ်ရမှုများချေကြောင့်အသံနှင့်ကြောက်ကကိုထိခိုက်ပျက်စီးစေနိုင်ပြီးစိတ်ဆိုးစေဖြစ်ပွားနိုင်ပါသည်တိတ်ပါဆောက်ပါများတဲ့မြမသောကျင်းဤပါဝင်မှုရှိခြင်းနဲ့အခြေကျရှိသောထိတွေ့ခြင်းတို့ကိုညှော်ပြထားသောကွဲဆက်တစ်ခုရှိသည်ငရနုနယ်သောအခြေတွင်ကြာမြင့်သောထိတွေ့လာသည်နှင့်အမျှအသိဉာဏ်ပညာရွေးခြင်းကိုဖြစ်စေသည်ဤသည်မှာပုံမူဝေးကွာသောစူးစမ်းထုတ်လာမှုအတွက်ရေးပါသောအကြောင်းအရာဘာသာရပ်တစ်ခုဖြစ်လိမ့်မယ်စမှုလုံငါတဲ့ထိတွေ့နေသောကျင်းဤအခိုးငွေများပုံမှုများသို့မဟုတ်မြူမှုများသည်ပြောလဲသောပြီးနှာချောသလေးများဖြစ်ကာနှခေါင်းမြေပွားနှင့်ဆိုင်သောနှခေါင်းနောက်ကျခြေကိုဖြစ်စေသည်ကျင်းဤဆဲတဲ့ခြေကြောင့်ဝလဆောခေါ်နာတာရှိယောဂများအသံနှင့်ဆိုင်သောယောဂလက္ခဏာများဥနောပျက်စီးဆိုးရှုံးခြင်းအယုကြောများဆိုးရှုံးခြင်းကြောက်ကနှင့်ဆိုင်သောယောဂများနှင့်မျက်ကြည်လောတဲ့ကျင်းဤအရေးကြခြင်းစသောယောဂများကိုဖြစ်စေသည်ပဝေါကျေသောဆက်ရမှုများကျင်းဤသည်မြစီလာအတွဲရရှိနေပြီးဇီဝဓာတုနှင့်ဆိုင်သောအရာဝတ္ထုများတွေ့တက်ကြောက်များတွေကတည်ရှိနေသည်ကျင်းနေသည်ပတ်ထွက်လာပြီးအကျိုးဆက်တစ်ခုအနေဖြင့်အလောဝဲကွာသောနေရာသို့ရောက်ရှိသွားခြင်းမရှိပါ၎င်းသည်မြေအိုးရည်ထက်သို့အမြဲတမ်းဝဲရသွားသည်ရေမျက်နှာပြည့်တဲ့ကျင်းနေသည်ရှောင်းတော်အမှုများနှင့်ရောနောက်ကသို့မဟုတ်လောလာသောအမှုများအပြည့်သွားလာနေပါသည်ကျင်းနေသည်ပါဝေါကျတဲ့ပျက်စီးသွားခြင်းမရှိပါမြစီလာတဲရှိအပယ်နှင့်ဒလိစာတို့လည်းဆူဆောတည်ရှိနေနိုင်သည်ကျင်းနေကျော်ဝသောမြစီလာတွင်ကသထားသောအပယ်များ၏အတွက်သာလည်းအသက်ရှည်ခွဲရှိမည်ဖြစ်သည်ထိုချက်အရာကျင်းဒီစောထိုသောဆက်ရွများနေတွင်အပယ်များကိုများများမတွေ့ရခြင်းဖြစ်သည်အပယ်များပေါ်လည်းကြားရသောကျင်းဒီ၏အကျိုးဆက်ကြောင့်ဆက်ပြုတ်မွေးမြူရေးတွင်ပြစ်ထားသောအရေများကြားရစေသည်မီစီလော၏အဆေတာနှင့်ဇီဝပစ္စည်းများပေါ်လည်းမူတည်၍ကျင်းဒီသည်ဆက်ပြုတ်မွေးမြူရေးလုပ်ငန်းများကိုပြစ်ထားသောလွှမ်းမိုးထားနိုင်သည်ဤသို့ဖြစ်သောညလည်းကျင်းဒီပါဝင်မှုရှိသောမြေဩဇာများကိုအသုံးချခဲ့ကြသည်မီစီလောအတွဲမှကျင်းဒီ၏ဆောက်ဆောင်မှုသည်တီကော်နှင့်သိငါသောဇီဝသက်ရှိများ၏လှုပ်ရှားမှုကိုလွှမ်းမိုးထားခြင်းမရှိဘူးပြောဆိုနိုင်သည်ဇီဝအခြေခံသောပစ္စည်းများပြိုကွဲခြင်းသည်၎င်းအချက်များကိုသိသာစွာရော့ကျစေသည်ဆက်ပြုတ်မွေးမြူရေးလုပ်ငန်းများတွင်ကျင်းနေခြင်းမျိုးစီလွှာများဆိုးညစ်စေခြင်းနှင့်ဒလစ်စာများကျင်းနေကိုဆိုးယူခြင်းဖြင့်၎င်းတို့၏ကျန်းမာရေးကိုထိခိုက်ပျက်စီးစေသည်အဓိကအားဖြင့်သုံးများသည်ကျင်းနေအဆဲစိတ်ချဝေဒနာကိုကြီးမားစွာခံစားရတတ်သည်အဘကြောင့်ဆိုသောကျင်းနေရဲ့ကျိုးဆက်များကိုအာရုံစူးစိုက်မှုနှံပါနေသောကြောင့်ဖြစ်သည်စိုးတည်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်